ဒီစာအုပ်လေးကိုပထမအဆုံးအနေနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်ဖတ်ဖို့တခုကိုဖတ်မယ်လို့ပြီးတော့စဉ်းစားပြီးတဲ့အခါမှာဖတ်ဖြစ်ပြီးတော့စာအုပ်ထဲကပါတဲ့အကြောင်းအရာလေးတွေကိုသဘောကျလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်အရင်တော့ဆိုလို့ရှိရင်ငယ်တော့ကတော့ဗောကျောင်းမှာပွဲလေးတစ်ခုရအောင်လုပ်မယ်ကျောင်းမှာပွဲရလို့ရှိရင်အလုပ်company ကောင်းတစ်ခုမှာအလုပ်ဝင်လုပ်ပြီးတော့ယာရုတနေရာရလို့ရှိရင်တော့ဘာတစ်လျှောက်အဆင်ပြေမယ်လုံလောက်မယ်လို့ထင်ခဲ့တာပေါ့ဒါပေမဲ့ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့နောက်မှာတော့ဒါတွေတစ်ခုတည်းနဲ့မလုံလောက်ခဲ့ဘောနော် education တစ်ခုတည်းနဲ့မလုံလောက်ခဲ့ဘူးကျောင်းမှာသင်ခဲ့ရတဲ့ education ကအပြင်ပေါက်ရောက်တဲ့ခါမှာမလုံလောက်မတောင့်မတမကြောက်ကြပါတော့ဘယ်လိုပြောရမလဲအခက်ခဲမရှိလို့ကိုယ်စိတ်တိုင်းကြနေနိုင်မဲ့ဘဝရောက်ဖို့အတွက်မလုံလောက်ဘူးဆိုတာကိုသိခဲ့လိုက်ရတယ်ပြီးတော့ကျောင်းကပညာရေးကအသက်ရှင်မှုတမွေးကကျောင်းပညာတစ်ခုရပေမဲ့ money education တော့မပါခဲ့ဘူးဆိုတာကိုသိခဲ့ပြီးတဲ့နောက်မှာတော့ဒီစာအုပ်လေးကိုဖတ်ပြီးသိလိုက်ရပြီးတဲ့နောက်မှာတော့ပို့ပြီးတော့တခြားmoney နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပို့ပြီးတော့စိတ်ဝင်စားလာခဲ့တယ်စိတ်ဝင်စားလာခဲ့တဲ့အတွက်ကြောင့်မလို့ကိုသိကြလို့တခြားလူတွေလည်းမျှဝေပေးခြင်းတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ပါတယ်ဒီစာအုပ်ကဖတ်ရတာတန်လဲတန်ပါတယ်ဗောနော်ဒီစာအုပ်ထဲကအကြောင်းအရာတွေကစာအုပ်တအုပ်ရဲ့ပေးရတဲ့တန်မိုးနဲ့တန်ရတဲ့အတွက်ကြောင့်မလို့ဖတ်ကြည့်ဖို့လည်းညွှန်ချင်ပါတယ်ဒီထဲမှာပါတဲ့ဟာလေးတွေကိုအကြောင်းအရာလေးကိုsummary လေးနေနဲ့ခြုံပြီးတော့လေintro အနေနဲ့ပြောပြပေးခြင်းနဲ့ပြီးရင်လည်းဒီဟာလေးဒီဗီဒီယိုလေးကိုနားထောင်ပါလို့ရှိရင်လည်းကိုယ့်ကိုစာအုပ်လေးကိုတောင်းဝဲပြီးတော့ဖတ်ပေးဖို့အကြံပေးခြင်းပါတယ်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်တော့အဓိကအကြောင်းအရာကတော့ money ပေါ့နော် money နဲ့ပြီးလို့ရှိရင်ကမ္ဘာပေါ်မှာအောင်မြင်ဆုံးငွေကြေးဆိုင်ရာစာအုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာအုပ်ထဲမှာရှိတဲ့အတွေးခေါ်တွေကကျမရဲ့အတွေးခေါ်တွေငွေကြေးနဲ့ပတ်သက်တဲ့အတွေးခေါ်တွေကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်ပထမဆုံးအနေနဲ့သူကဒီစာအုပ်ထဲမှာသူ့ရဲ့ဘဝထဲမှာပေါ့နော်စာရေးဆရာရဲ့ဘဝထဲမှာအဖေ2ယောက်ရှိတယ်တယောက်ကတော့ rich dad ဆိုတဲ့အတိုင်းချမ်းသာတဲ့အဖေနဲ့နောက်တစ်ယောက်ကကျတော့ poor dad ဆိုတာဆင်းရဲသားအဖေပေါ့နော်ဆင်းရဲသားအဖေကတော့အစိုးရအလုပ်လုပ်တယ်သူရဲ့အစိုးရဆင်းရဲသားအဖေရဲ့အုံနောက်ထဲမှာကတော့သူအစိုးရအလုပ်လုပ်ပြီးရာခံတနေရာရအောင်လုပ်အဲ့ရာခံနေရာလောက်ရလို့ရှိရင်ပတ်စံငွေကြီးလည်းပိုဝင်လာမယ်ပေါ့နော်အဲ့ငွေကြီးနဲ့လုံလောက်နေတယ်လို့သူအဲ့ဆိုသူ့ဘဝလုံလောက်သွားပြီလို့ယုံကြည်ထားတဲ့ဆင်းရဲသားပဲနောက်ကကျတော့ rich dad ကကျတော့သူကကြောင်းမပြီးခဲ့ပေမဲ့ကိုပိုင်စီးပွားရေးလုပ်တဲ့တထေးဖေပေါ့နော်သူတို့2ယောက်ရဲ့တူညီတဲ့အတွေးခေါ်တွေကနေပြီးတော့မှဒီကအချက်4ချက်ကိုပေါ့နော်မျှဝေပေးပါမယ်ပထမဆုံးကတော့အတွေးခေါ်နဲ့ငွေကြီးပညာကြီးပေါ့နော်အတွေးခေါ်ပထမဆုံးအချက်ကတော့ငွေကြီးပေါ်ထားတဲ့စည်ရဲသားဖေရဲ့အတွေးခေါ်ကတော့ငွေကိုမမောတာဟာမကောင်းမှုရဲ့အစာပြုခြင်းလို့အဲ့လိုပဲယူဆတယ်ပေါ့နော်ပြီးတော့ဘေးကင်းတဲ့အလုပ်တစ်ခုလုပ်ပြီးတော့ဘေးကင်းတဲ့အလုပ်တစ်ခုဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်တည်ငြိမ်နေပေါ့နော်ကျောင်းပညာရေးဘွဲရအောင်လုပ်ပြီးအလုပ်ကလေးတစ်ခုရှာအဲ့အလုပ်ကနေပြီးတော့မှယာရုကြီးသွားတဲ့အထိလုပ်ပြီးတော့အတမသူ့လိုပေါ့နော်အဲ့စရဲသားဖေလိုမျိုးဖြစ်စေခြင်းနဲ့အတွေးခေါ်ပေါ့နော်နောက်တစ်ခါကျတော့တစ်ဖက်ကတတိဖေရဲ့အတွေးခေါ်ကကြတော့ငွေမရှိတာဆိုလို့ရှိရင်မကောင်းမှုရဲ့အစာပြုခြင်းလို့ပဲသူကမြင်တယ်ပေါ့နော်စရဲသားဖေကကြတော့ငါဒါကိုမဝင်နိုင်ဘူးပစ္စည်းတစ်ခုတွေ့လို့ရှိရင်သူမတက်နိုင်တဲ့
amount ပမာဏတစ်ခုဖြစ်နေလို့ရှိရင်ငါတောင်းမဝင်နိုင်ဘူးလူညီတွားနေလို့ရှိပြီးတော့ညီတွားလေးရှိပြီးတော့ဆင်းရဲသားဖေဖေကကြတော့ဒီပစ္စည်းတစ်ခုဝယ်လို့သူနဲ့မတက်နိုင်အောင်ဆိုလို့ရှိရင်သူမတက်နိုင်အောင်ဆိုရင်တော့မှဒီပစ္စည်းကိုငါဝယ်နိုင်အောင်သူတက်နိုင်လာအောင်ဘာလို့ရမလဲဆိုပြီးတော့စဉ်းစားတဲ့အဖြေရှာတဲ့အုံနောက်ကိုအလုပ်ပေးတဲ့အတွေးခေါ်ပါတော့အဲ့လိုမျိုးအဲ့နှစ်ခုဆင်းရဲသားဖေဖေနဲ့ချမ်းသာတဲ့ဖေဖေရဲ့အတွေးခေါ်နှစ်ခုကွဲပြားမှုကိုသူကရေးပြထားတယ်နောက်တစ်ခုကကြတော့ access နဲ့ liability ပေါ့နော် access နဲ့ liability မှာကြတော့ဒုတိယအချက်ကကြတော့ access နဲ့ liability ကကြတော့အလွယ်ကူဆုံးပြောရမယ်ဆိုလို့ရှိရင် access ဆိုတာရပိုင်ခွင့်ဆိုတဲ့အိတ်ကထဲကိုငွေတွေပြန်ဝင်ပြီးတော့ကိုယ့်အိတ်ထဲကိုငွေတွေပြန်ဝင်လာနိုင်စေတဲ့အရာဥပမာဆိုလို့ရှိရင်အိမ်ငါက share စီးပွားရေးဖြစ်ပြီးတော့ liability ကတော့ကိုယ့်အိတ်ထဲကငွေတွေကိုထပ်သားစေတဲ့အရာတွေပေါ့မနော်ဥပမာကားအကောင်းစားလူနေအိမ်တွေ credit card အကျွေးမိတွေဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်အဆက်ကကြတော့ကိုယ်ကိုငွေရှာပေးတဲ့အရာတွေဖြစ်ပြီးတော့ liability ကကြတော့ကိုယ့်ရဲ့အိတ်ကထဲကငွေတွေကိုထွက်သွားအောင်ထွက်သွားစေတဲ့အရာတွေဖြစ်တာပေါ့နော်လူတော်တော်များများကကိုနေတဲ့အိမ်ကို access လို့ထင်ကြပါမယ်တကယ်တော့ကိုနေတဲ့အိမ်က access လို့ထင်ကြပါမယ်တကယ်တော့ပတ်စံတွေအပြင်ကိုပဲထွက်နေရတော့ဥပမာဆိုလို့ရှိရင်အိမ်ပိုင်ထားမယ်ဆိုလို့ရှိရင်အိမ်ပြင်ကားတွေရေဘိုးမီးဘိုးအခွန်ငွေတွေပေါ့နော်အဲ့လိုဟာမျိုးတွေရှိတယ်အိမ်ကွန်မီးကွန်ရေမီးကွန်တွေအဲ့လိုဟာမျိုးတွေရှိရကြောင်းမလို့အိမ်ကတော့ liability လို့သတ်မှတ်ကြတယ်ပေါ့နော်ဒါကသူပြောပြထားတဲ့အချက်တွေကတစ်ချက်ပါပြီးတော့နောက်ကကျတော့သူကငွေနောက်လိုက်ခြင်းနဲ့ငွေကိုအလုံးလောက်ခိုင်းခြင်းဆိုပြီးတော့အဲ့နှစ်ခုရဲ့ကွဲပြားတဲ့အချက်ကိုသူကရေးထားပေးထားတည်ပါတယ်နော်ဥပမာဆိုလို့ရှိရင်လူအများစုကလာစာရဖို့အတွက်ပဲအလုပ်ကိုပြင်ပန်းလုပ်ကြတယ်လာစာရလို့ရှိရင်အသုံးစရိတ်တွေအခွန်တွေနဲ့ကုန်သွားတယ်ပြီးရင်နောက်ထပ်လာစာရဖို့ထပ်လုပ်ကြတယ်ဒါမျိုးဆိုလို့ရှိရင်ငွေကိုလိုက်တာလို့ခေါ်တာပေါ့နော်ငွေနောက်ကိုလိုက်တာလို့ခေါ်တာပေါ့နော်ဒါပေမဲ့တကယ်တတိယရကြတော့ငွေကိုသူတို့အတွက်လုပ်ခိုင်းတယ်ဥပမာရလာတဲ့ငွေဝင်ငွေတွေကိုဆိုလို့ရှိရင်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုပြန်ထည့်ပြီးတော့ passive income လို့ခေါ်တဲ့အလုံးမလို့ပဲဝင်ငွေစီးကြောင်းတွေကိုဖန်တီးကြရပါတော့နောက်ဆုံးအချက်အနေနဲ့သူပြောသွားတဲ့အထက်မှာဆိုလို့ရှိရင်ကျမတို့ကငွေကြေးအကြောင်းပညာရေးတွေမှမကပဲねပေါ့နော်ငွေကြေးဆိုင်ရာပညာရေးကိုပါအမြဲတမ်းလေ့လာနေရမယ်ပြီးတော့လာစာတစ်ခုတည်းကိုပဲအားကိုးမနေပဲကိုပိုင်ရပိုင်ဝင် access တွေကိုပိုင်ဝင်ငွေပေါ့နော်ငွေရှာခိုင်းတဲ့အသိပညာတွေပေါ့နော်အဲ့ဟာတွေကိုလည်းလေ့လာနေရမယ်ဆိုတာကိုသူပြောရတယ်ပေါ့နော်အဲ့ဒါမှဒါငွေကြေးဆိုင်ရာလွတ်လပ်ခွင့်မှာ financial freedom ကိုရရှိမှာဆိုတဲ့အကြောင်းလည်းသူပြောရပါတယ်ပါနော်အဲ့တော့ဒီစာအုပ်လေးကိုဖတ်ပြီးတော့အသိပညာအများကြီးလည်းရတယ်ကိုရဲ့ငွေကြေးပေါ်မှာမြင်ရတဲ့အတွေ့အကြုံတွေကလည်းအတွေးခေါ်တွေကလည်းပြောင်းလဲသွားတဲ့အတွက်ကြောင့်မလို့ကိုရဲ့အသိပညာကိုရထားတဲ့ပညာလေးတွေကိုမျှပေးခြင်းတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါကဒီစာအုပ်လေးတွေကပါတဲ့အချက်လေးတွေကိုပေါ့နော်အတူချုံ summarize လုပ်ပြီးတော့မှမြင်တာအောင်လို့မှလုပ်ထားတဲ့ပုံလေးပါဒီဟာလေးကိုကြည့်ပြီးတော့လဲပို့ပြီးတော့နားလေလွယ်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုထဲမှာလည်းဖတ်ခဲ့ရတဲ့စာအုပ်တွေထဲကနေပြီးတော့မှအကောင်းဆုံးရလေးတွေကိုrecommend လုပ်သွားမယ်လို့စဉ်းစားထားပါတယ်